အခုလို COVID-19 ကြောင့်ဝတ်ပြုခြင်းတွေမပြုနိုင်တဲ့ကာလမှာဧဝံဂေလိတွေမတွားနိုင်တဲ့ကာလမှာသင်တန်းတွေမလုံနိုင်မတက်နိုင်တဲ့ကာလမှာနိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့ကာလမှာဒီ online ကနေအခုလိုပြန်ပြီးခမဟုတ်ပတ်တော်ကိုဝိဟတက်တည်ခံတော်ခွင့်ပြင်ဆင်ပြီးတဲ့ဘုရားသခင်နာမတော်ကိုချီးဆွာချီးမွမ်းပါတယ်နာမတော်ဘုန်းကြီးပါစေအာမင်ကျွန်တော်တို့ကွာရှမသက်အခန်းကြီး9အပိုင်းငယ်30နဲ့တိကနေ33အထိကိုကျွန်တော်တို့ကွာဆင်ခြင်ရအောင်ဖတ်မှာကတော့30နဲ့တိကိုဖတ်သွားမှာဖြစ်တယ်သခင်ဟုငါ့ကိုလျှောက်တော်သူတိုင်းကောင်းကင်နိုင်ငံသို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောခမဲတော်၏အလိုတော်ကိုဆောင်တော်သူသားလည်းဝင်ရလိမ့်မည်ဖတ်ကြားတော်တဲ့ထုတ်ပတ်တော်အဖြစ်ဂျာနာတို့အရောက်တိုင်းကိုဖျားသခင်တစ်တပံကောင်းကြီးပေးပါစေအာမင်အဲ့မှာကျွန်တော်တို့ကောင်းစင်လေတက်ချင်တာကပါလဲဆိုရင်ခမဲတော်ရဲ့အလိုတော်ကိုဆောင်တော်သူသားလည်းကောင်းကင်နိုင်ငံသို့ဝင်ရလိမ့်မည်ဆိုပြီးခမကောင်းစင်လေတက်ချင်တယ်ဖယားသခင်ရဲ့အလိုတော်ကအများကြီးဖြစ်တယ်ခမဲတော်ရဲ့အလိုတော်ကအများကြီးဖြစ်တယ်ဒါပေမဲ့အဲ့ဒီအလိုတော်အများကြီးထဲမှာကျွန်တော်ခြုံငုံပြီးခမလေ့လာမယ်ဆိုရင်နံပါတ်1ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ဖယားသခင်ရဲ့အလိုတော်နံပါတ်2ကောင်းကြီးမင်္ဂလာနဲ့ပတ်သက်တဲ့ဖယားသခင်ရဲ့အလိုတော်ဆုလက်တဖူးနဲ့ပတ်သက်တဲ့ဖျားသခင်ရဲ့အလိုတော်ဆိုပြီးခမအလိုတော်ကိုပိုင်းခြားရင်၃မျိုး၃ဆအနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒါပေမဲ့ဒီမှာကျွန်တော်တို့တွေ့ရတဲ့ခမဲတော်ရဲ့အလိုတော်ကိုဆောင်တော်သူသွားရင်ကောင်းကင်နိုင်ငံသို့ဝင်ရလိမ့်မည်ဆိုတော့ကောင်းကင်နိုင်ငံကိုဝင်ရမယ်အကြောင်းအရာနဲ့ပတ်သက်တဲ့ဆိုတော့ကယ်တင်ခြင်းနဲ့ပတ်သက်တဲ့ဖျားသခင်ရဲ့အလိုတော်ဆိုခမကျွန်တော်တို့ကပိုင်းခြားနားလေလို့ရပါတယ်။အဲ့လိုပိုင်းခြားနားမလဲပဲနဲ့ခမဲတော်ရဲ့အလိုတော်ကိုဆောင်တော်သူသားလေဆိုပြီးသားတစ်ထစ်ချကျွန်တော်တို့ကစဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ကယ်တင်ခြင်းရဖို့ဆိုတာကကောင်းမှုကုသိုလ်တွေကျွန်တော်တို့ဘေးကင်းခြင်းတွေအကျင့်တွေအများကြီးပါလာမယ်အဲ့လိုဆိုရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံကိုတက်လိုက်ငရဲကိုရောက်လိုက်ကောင်းကင်နိုင်ငံပြန်တက်လိုက်အဲ့လိုနဲ့ကျွန်တော်တို့ရဲ့အသက်တာဟာမသေးချာမရရတဲ့ဘဝကနေကျွန်တော်တို့ကအဆုံးတတ်သွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသေချာရည်ရတဲ့အရာလေးတစ်ခုဖြစ်ဖို့ကျွန်တော်အလင်းပေးခြင်းနဲ့ဒီကျမ်းပိုက်ကိုဖတ်တဲ့ချိန်မှာခရစ်ယာန်အများဆုံးသောသူတွေကတူကိုတွေကအသက်တာမှာဆင်ခြင်ပြီးခမကျွန်တော်ကယ်တင်ခြင်းကဟုတ်ရလားမှန်ရလားဆိုပဲတွေ့ဟဖြစ်တတ်ပါတယ်ခမဲတော်ရဲ့အလိုတော်ဆိုတာပါလဲဆိုတာကျွန်တော်တို့သိဖို့အရေးကြီးပါတယ်ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်တချို့ကတော့ခရစ်ယာန်တွေကခံယူပါတယ်ကျွန်တော်ရဲ့ဘေးကင်းခြင်းအဖြစ်ပေးလှူခြင်းအဖြစ်ကျွန်တော်ကောင်းကင်ရောက်မယ်တချို့ကပြောတယ်တချို့ဘုရားကျောင်းပုံမှန်လေးတက်နိုင်တဲ့အတွက်ကြောင့်မလို့ကောင်းကင်ရောက်မယ်လို့သူတို့ကထင်တတ်ကြတယ်တချို့ကကုသိုလ်အထူဒါနတွေများလုပ်ပြီးခမှာကောင်းကင်ရောက်မယ်လို့သူတို့ဟာသူတို့အချင်းသူတို့ပေးကမ်းခြင်းအဖြစ်ခံယူတတ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအရာဟာလုံးဝမမှန်ဘူးဆိုတာကျွန်တော်တို့သိရတယ်ဘယ်မှာတွေ့ရလဲဆိုရင်အေဖက်ခန်းချင်းနဲ့အပိုက်ငယ်8-9မှာယုံကြည်သောအဖြစ်ဂျေစုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုအလိုအလျောက်ရောက်သည်မဟုတ်ဖျားသခင်တနာတော်မူရာဖြစ်၏လို့ပြောတယ်ကိုမှပါပြောတယ်လေဆိုရင်ကိုကုသိုလ်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရသည်မဟုတ်ထို့ကြောင့်အပေသူများဝါကြွားเสียအကြောင်းမရှိလို့ပြောပါတယ်ကယ်တင်ခြင်းဟာယုံကြည်ခြင်းအားဖြစ်တက်ဖြစ်တယ်အဲ့လိုပဲကျွန်တော်တို့ရဲ့ကိုယ်သူကြောင့်လည်းမဟုတ်ဘူးဒါကြောင့်မလို့ဖျားပြုတ်တဲ့ဂျေစုလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အထက်ကတယောက်မှာကယ်တင်ခြင်းကရောက်တယ်ဆိုခမသူတပားရှိမှာဝါကြောเสียအကြောင်းမရှိဘူးဘာကြောင့်လဲဆိုကိုယ်အစွမ်းအစအားဖြစ်ရလာတဲ့ကယ်တင်ခြင်းမဟုတ်ဘူးဖျားသခင်ရဲ့တနာခြင်းကယူနာကိုယုံကြည်ခြင်းအဖြစ်ရလာတယ်ဖြစ်တယ်ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်ထိုနေ့၌ကတဲ့သခင်ကျွန်တော်တို့ဒီကိုတော့အခွင့်နဲ့ဆုံးမဩဝါဒကိုပေးပြီမဟုတ်လားလို့ပြောလာကြမယ်လို့ပြောပါတယ်
အဲ့ဒီသခင်လို့ရှောက်တဲ့သူတွေဟာဘသူတွေလဲဆိုခရစ်ယာန်တွေပဲဖြစ်တယ်ဗုဒ္ဓကခရစ်တော်ကိုသခင်လို့မခေါ်ဘူးဟိန္ဒူမွတ်စလင်တွေကလည်းခရစ်တော်ဖခင်ကိုသခင်လို့မခေါ်ဘူးခရစ်တော်ဖခင်ကိုသခင်လို့ခေါ်တဲ့သူကခရစ်ယာန်ပဲရှိတယ်ဒါကြောင့်မလို့အဲ့ဒီခရစ်ယာန်တိုင်းကကောင်းကင်နိုင်ငံကိုမရောက်ဘူးလို့ပြောတယ်သခင်လို့ငါ့ကိုရှောက်တဲ့သူတိုင်းကောင်းကင်နိုင်ငံကိုမရောက်ဘူးဆိုတော့အဲ့ဒီရှောက်တဲ့သူတွေထဲမှာဘသူတွေကပါလာတယ်လဲသခင်ကျွန်တော်တို့ဒီကိုတော့အခွင့်နဲ့ဆုံးမဩဝါဒကိုပေးပါပြီဟုတ်လားဒီနေ့မှာသူတို့အသက်ဝိညာဉ်ပေးပြီးခမပလင်ဖြူတရားစီရင်လာတဲ့အချိန်မှာသခင်ကိုတော့နာမနဲ့ကျွန်တော်တို့ကဆုံးမဩဝါဒကိုပေးကြပြီမဟုတ်ဘူးလားလို့စောဒကတက်လာကြတယ်သူတို့ကသင်းအုပ်ဆရာလည်းဖြစ်နိုင်တယ်ဆုံးမဩဝါဒကိုပေးတဲ့သူကအများဖြစ်သင်းအုပ်ဆရာတွေဖြစ်ဧဝံဂေလိဆရာတွေလည်းဖြစ်နိုင်တယ်ကျမ်းစာကျောင်းကဓမ္မဆရာတွေလည်းဖြစ်နိုင်တယ်အထူးသဖြင့်ပြောမယ်ဆိုအမှုတော်ဆောင်နေတော့တတောင့်တနေရနဲ့ဩဝါဒကိုပေးနေတဲ့အမှုတော်ဆောင်နေဖြစ်တယ်ဒါပေမဲ့ခရစ်တော်ဘုရားကပါပြောတယ်လေဆိုနေလို့ကိုငါမသိဘူးလို့ပြောလာတယ်နေ့ရှိမေတချို့ကတော့ဘာပြောတယ်လဲကိုတော့အခွင့်နဲ့နတ်ဆိုးတွေကိုနှင်ပါပြီမဟုတ်လားတချို့ကလာအောင်နတ်ဆိုးတွေကိုနှင်ထုတ်တယ်အခုတကူတွေပြနေကြတယ်နတ်ဆိုးတွေနှင်ထုတ်တယ်လူအထက်ကနှင်ထုတ်တယ်အိမ်ထဲကနေနှင်ထုတ်တယ်ဒေါ်ထဲမှာသွားပြီးနှင်ထုတ်တယ်နတ်ဆိုးကိုနှင်ထုတ်တဲ့နေရာမှာအာကြည့်ပြီးအဲ့ဒီနတ်ဆိုးကိုနှင်ထုတ်ခြင်းအဖြစ်ပဲသူတို့ဟာသူတို့ငါတို့ကနတ်ဆိုးကိုခရစ်တော်နာမနဲ့မောင်းထုတ်တယ်ငါတို့ကတော့ဘာဖြစ်ကောင်းကင်ရောက်မယ်ဆိုပြီးခမထင်တဲ့သူတွေလည်းအများကြီးရှိတယ်နောက်တားရအမျိုးအစားကပါလဲဆိုရင်ကိုတော့အခွင့်နဲ့များစွာသောတကိုးတို့ကိုကြပြီမဟုတ်လားဆိုပြီးခမပြောလာကြတယ်ကိုတော့အခွင့်နဲ့တကိုးတွေနမိတ်လက္ခဏာတွေအများကြီးငါတို့ကြပြီမဟုတ်ဘူးလားဆိုပြီးခမပြောလာကြအောင်မေအခု online ပေါ်မှာကြည့်တကိုးတွေနမိတ်လက္ခဏာတွေဟုတ်သလားမဟုတ်သလားတော့ကျွန်တော်တို့ကမမြင်ဆန်းဘူးတော့မသိဘူးဒါပေမဲ့ဖျားပုံးတော်ကိုမထင်ရှားစေတဲ့အရာတွေဖြစ်တယ်လက်ချောင်းလေးတွေရှည်လာတာတို့အရက်ရှည်လာတာတို့သွားရှည်လာတာတို့ပိုက်ဆံအိတ်ထဲမှာပိုက်ဆံရှိလာတာတို့ဘာမှဖျားသခင်ပုံးကိုမထင်ရှားစေတဲ့မဟုတ်မမှန်တဲ့အရာလေးတွေနဲ့ကိုနာမည်ကြီးဖို့ကိုလူတွေအထင်ကြီးဖို့ချီးမွမ်းကြဖို့ကိုနာမကိုပဲကိုဘုံကိုပဲဦးထိပ်ထားကမှလှုပ်ဆောင်နေတယ်နမိတ်လက္ခဏာဆရာနမိတ်လက္ခဏာနောက်ကိုလိုက်နေတယ်တရားစစ်တရားမှန်တယ်ကိုမလိုက်တယ်သူတွေတနေ့ကြရင်ငါတို့နမိတ်လက္ခဏာကိုပြပြီမဟုတ်လားလို့ခရစ်တော်ဘုရားရှင်စောဒကတက်လာကြအောင်ဒါပေမဲ့အဲ့ဒီချိန်မှာခရစ်တော်ဘုရားကအဲ့ဒီသူတွေကိုဘယ်လိုပြောမလို့ပြောတယ်လဲဆိုထို့သော၆ကြသောအခါအပိုင်ငယ်တဲ့ဆင်းနေတော့သင်တို့ကငါအရှင်းမသိအတ္တမမှုကိုပြုသောသူတို့ငါထံမှဖယ်ကြဟုထိုသူတို့အတက်အလင်းငါပြောမည်ဘုရားသခင်နာမတော်ပုံကြည့်ပါစေဘုရားသခင်ကနမိတ်လက္ခဏာဘယ်လောက်ပြပြတယ်နတ်ဆိုးတွေဘယ်လောက်ပဲထင်ထုတ်ဆုံးမဩဝါဒကိုဘယ်လောက်ပဲပေးပြီးဘယ်လောက်ပဲငွေကြီးကြီးပေးကအထူတာနာတွေလှုပ်ခမဲတော်ရဲ့အလိုတော်ကိုဆောင်ချင်းမရှိဘူးဆိုရင်ဘယ်သူမှခမဲတော်နိုင်ငံကိုမဝင်ရဘူးကောင်းကင်နိုင်ငံကိုမဝင်ရဘူးဘုရားခင်နာမတော်ပုံကြည့်ပါစေအလိုတော်ကိုဆောင်မှသာတယ်ဝင်နိုင်မှာဖြစ်တယ်အဲ့ဒီအလိုတော်ကကျွန်တော်စောကပြောသလိုဘေးအရာနဲ့ပတ်သက်တယ်လို့ကဲတင်ချင်းနဲ့ပတ်သက်တဲ့ဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်အဲ့ဒီကဲတင်ချင်းနဲ့ပတ်သက်တဲ့ဘုရားသခင်ရဲ့အလိုတော်ကပါလဲလို့ကျွန်တော်တို့စဉ်းစားဖို့လိုတယ်ရှားဖွယ်ဖို့လိုတယ်ကျွန်တော်တို့ဘယ်မှာတွေ့တယ်လဲဆိုရင်ရှင်ယောဟန်အခန်းကြီး6အပိုင်ငယ်28 29မှာဘယ်လိုတွေ့ရလဲဆိုထို
ထိုသူတို့ကလည်းဖျားခင်အလိုတော်နဲ့ညီသောအကျင့်ကိုကျင့်ခြင်းကအပင်တို့ပြုရပါမည်နည်းဟုမေးလျှောက်ကြ၏ဖျားခင်ရဲ့အလိုတော်နဲ့ညီတဲ့အကျင့်ကပါလဲဘယ်လိုကျင့်ရမလဲဆိုခမမသိနိုင်လို့နားမလည်နိုင်လို့မေးကြတယ်အဲ့ဒီမှာခရစ်တော်ဖျားကပါပြောတယ်လေယေရှုကလည်းဖျားခင်စေလွှတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်ကအလိုတော်နဲ့ညီသောအကျင့်တည်းဟုမိန့်တော်မူ၏ဖျားခင်နာမတော်ပုံကြည့်ပါစေဖျားခင်စေလွှတ်တော်မူတဲ့သူဖျားခင်ဘုသူကိုစေလွှတ်တယ်ခရစ်တော်ကိုစေလွှတ်တယ်အဲ့ဒီခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်မိမိအဖြစ်ကြွေးကနဲ့ကယ်တင်တဲ့ပိုင်ရှင်အဖြစ်အရှင်သခင်အဖြစ်ယုံကြည်တဲ့သူတွေဟာယုံကြည်တဲ့အကျင့်ကဖျားခင်လိုချင်တဲ့အကျင့်ဖြစ်တယ်တခြားများများဆဆမရှိခမဲတော်စေလွှတ်တဲ့သားတော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ခြင်းအကျင့်ကခမဲတော်ရဲ့အလိုတော်ဖြစ်တယ်အဲ့လိုယုံကြည်တဲ့သူကကောင်းကင်နိုင်ငံကိုဝင်ရမယ်အာမင်ဒါကြောင့်မလို့ကျွန်တော်အဆုံးသတ်ချင်ပါတယ်ရှင်ယောဟန်ခန်းကြီး3အပိုက်ငယ်18မှာသားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရမယုံကြည်သောသူမူကားဖျားခင်၌တပါးတည်သောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ၏နော်သားတော်ကိုယုံကြည်တဲ့သူတွေကအပြစ်စီရင်ခြင်းကိုမခံရတော့ဘူးကောင်းကင်နိုင်ငံကိုရောက်ရမယုံကြည်တဲ့သူတွေကယခုပင်အပြစ်စီရင်ခြင်းခံရမည်36မှာအပိုင်းငယ်36ပါပြောတယ်လဲဆိုသားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏နော်ထာဝရအသက်တဲ့ခဏမဟုတ်ဘူးယာယီမဟုတ်ဘူးသားတော်ကိုပေတော်သူမူကားတဲ့အသက်ကိုမတွေ့ရထာဝရအသက်ကိုမရဘူးသူကသေခြင်းထာဝရသေခြင်းကိုရမယ်ထိုသူအပေါ်၌ဖျားခင်အမျက်တော်သည်တည်နေသည်ဟုယောဟန်ဟောလေရှင်ယောဟန်ကလည်းဗိဒ္ဓဆန်ယောဟန်ကလည်းအဲ့လိုပဲဟောတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာများတွေးဖို့မဟုတ်ပဲနဲ့သခင်လို့လျှောက်တဲ့သူတိုင်းကောင်းကင်နိုင်ငံမှာမရောက်ဘူးခမဲတော်ရဲ့အလိုတော်ကိုဆောင်တဲ့သူပဲရောက်မယ်အဲ့ဒီခမဲတော်ရဲ့အလိုတော်ဆိုတာကသူစေလွှတ်တဲ့သားတော်ကိုယုံကြည်ခြင်းဖြစ်တယ်အဲ့လိုခရစ်တော်ဖခင်ကိုယုံကြည်တဲ့သူတွေဟာကောင်းကင်နိုင်ငံကိုဝင်ရမယ်ဆိုခွန်ကျွန်တော်ဒီကနေ့ဒီနေရာကနေပြန်ပြီးခမအလင်းပေးခြင်းနဲ့ခွန်အားပေးခြင်းနဲ့အရောက်တိုင်းကိုဖခင်ကောင်းချီးပေးပါစေအာမင်